ကဲဒီနေ့မှာတော့အားလုံးစောင့်မျှော်နေတဲ့တာလာပတိ VJ ရဲ့ခက်လန်လန် action drama ကားလေးအကြောင်းပြောပြပေးတော့မှာပါဇလန်ကတော့ Sarathi VJ ဆိုတဲ့လူငယ်တယောက်ကနေစတာပါသူကအရန်တော်တယ်အရန်ထက်မြတ်တယ်ဘလောက်တောင်လဲဆိုရင်သူ့ဘဝမှာရှုံးနေခြင်းဆိုတာမရှိသလောက်ပဲဒါပေမဲ့တနေ့မှာတော့သူထင်မှတ်မထားတဲ့ကံကြမ္မာဆိုးကြီးတစ်ခုကသူ့စီကိုရောက်လာပါတော့တယ်ဇလန်ရဲ့အချိုးအကွေကတော့ဘေးရင်စီယာတရုတ်ကစာရတီကိုမင်းဟာအသက်28နှစ်ပြည့်တဲ့နေ့မှာမတော်တဆမှုတစ်ခုနဲ့တေရမယ်လို့ဟောလိုက်တာပါပဲစဉ်းစားကြည့်ဗျာကိုဘယ်နေ့တေမယ်ဆိုတာသိနေရတဲ့ခံစားချက်ကဘလောက်ဆိုးမလဲဒီကားမှာမင်းသမီး6နှစ်ယောက်လုံးကိုတွေ့ရမှာပါဂျိုအမီရှာပတဲလ်ကစာရတီရဲ့ငယ်တငယ်ချင်းသူ့ကိုတစ်တစ်ခုချစ်နေရသူပါဒါပေမဲ့စာရတီကတော့စုချီသလားမီရာဂျက်စမင်နဲ့ချစ်ကြိုက်သွားပါတယ်စာရတီကသူ့တေမဲ့ရက်ကိုကြိုသိနေလို့သူ့ချစ်သူကိုစိတ်မစင်းနှဲစေခြင်းတဲ့အခါနေကတကယ်ကိုစိတ်မကောင်းစရာပဲဗျဒါတည်းမကသေးဘူးဗျာဇလန်ထဲမှာရက်ဒီယာဆိုတဲ့လူဆိုးကြီးကလည်းစာရတိကိုတတ်ဖို့အခွင့်အရေးကိုအမြဲချောင်းနေတာစာရတိကတစ်ဖက်မှာလည်းလူဆိုးတွေကိုတိုက်ခတ်ရတယ်လို့တစ်ဖက်မှာလည်းတေမင်းဆိုတဲ့ကံကြမ္မာဆိုးကြီးကိုရင်ဆိုင်နေရတာပါနောက်ဆုံးတော့လူတိုင်းကြောက်နေတဲ့စာရတိရဲ့28နှစ်ပြည့်မွေးနေ့ကိုရောက်လာပါတယ်မိုးရီတဲထန်စွာရွာနေတဲ့ညမှာလူဆိုးတွေကလည်းသူ့ကိုဝိုင်းတိုက်ကြပါတယ်ကားတိုက်မှုတွေဘုံပေါက်ကွဲမှုတွေကြားထဲမှာစာရတိတယောက်အသက်ရှင်နိုင်မလားဇက်သိမ်းပိုင်းမှာတော့အားလုံးကစာရတိတေပြီလို့ထင်မှတ်ထားကြတာပါဒါပေမဲ့သူဟာတန်ရာတွေကြားထဲကနေထလာပြီးရန်သူတွေကိုနှိမ်နှင်းလိုက်ယူနေမကဘူး29မိနစ်ပြည့်တဲ့နောက်တစ်နေ့မနက်ခင်းမှာနေအောင်ကြီးကိုပြန်လည်မြင်တွေ့ခွင့်ရသွားပါတယ်ဒါဟာဘာကိုပြတာလဲဆိုတော့မင်းရဲ့ကံကြမ္မာကိုဘယ်သူမှမဆုံးဖြတ်နိုင်ဘူးမင်းရဲ့ယုံကြည်ချက်နဲ့ကြိုးစားမှုကသာမင်းဘဝကိုပြောင်းလဲနိုင်တာဆိုတာပါပဲ